လောကလူသားတွေဟာနိတ္တိတွေကိုအဟောင်းဖြစ်နေကြတယ်နိတ္တိတွေဟာတန်ဖိုးမေ့သွားတယ်အသစ်တွေဟာအဟောင်းတွေနဲ့ပြန်ပြီးတော့လိပတ်လည်ရင်းနဲ့ဘဝရဲ့အနှစ်သာရကိုရောက်အောင်နိတ္တိတွေကိုမနေထိုင်နိုင်ကြဘူးဘယ်သူတွေလဲလို့ပြောရင်တလောကလုံးရှိတဲ့လူသားတွေပဲမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကအမျိုးကောင်းသားတူကမြတ်စွာဘုရားရှင်ထံချီးကပ်ပြီးတော့သူ့ရဲ့ကြုံဆုံးနေရတဲ့အကြောင်းကိုဘုရားလျှောက်ထားတယ်မြတ်စွာဘုရားတပည့်တော်တို့လူ့ဘုကြောင့်တွေကတနေ့3ချိန်စားပါလေဗျာကောင်းပြီဆိုတဲ့အိမ်ကြီးအိမ်ကောင်းတွေမှာနေကြတယ်ဗျာကာမဂုဏ်တွေကိုစအားရှိသမျှရှာမိပြီးတော့ကာမဂုဏ်နဲ့မွေးလျော်ကြတယ်ဗျာဒါပေမဲ့တပည့်တော်တို့တွေအဲ့ဒီလိုကာမဂုဏ်တွေဖြစ်နေထိုင်နေကြတော့လေကိုနှစ်သက်တဲ့အာယုန်တွေနောက်ကိုလိုက်ပြီးတော့နေကြတော့လေတပည့်တော်တို့တွေမချမ်းသာဘူးဗျာအမြဲတမ်းတပည့်တော်တို့စိုးရိမ်နေရတယ်ပူလောင်နေရတယ်ပူပန်းနေရတယ်ပင်ပန်းနေကြတယ်ဗျာမြတ်စွာဘုရားရှင်ရဲ့တပည့်သားယဟန်တော်တွေကတော့တနေ့တနတ်ပဲဖုံးနေဗျာဘုရားလက်ထက်တော်ကတနတ်ဖုံးကြတာများတယ်နောက်အယူဆကတော့မိုးမလွဲခင်ဖုံးရင်တနတ်လိုပဲခေါ်တယ်ဘယ်နဲ့ချိန်ဖုံးပေါ့ဒါကကျမ်းဂန်အယူဆလို့ခေါ်တယ်တစ်ပင်ရင်းဒီဟူသောကြောင့်တေးဒီဟူသောကြောင့်လွင်ဒီကောင်ဒီဟူသောကြောင့်ဂူးဆိုတဲ့ကြောင့်စတဲ့ကြောင့်ဒီမှာနေထိုင်ကြတယ်ဗျာကာမဂုဏ်လည်းပဲမခံစားကြဘူးကာမဂုဏ်လည်းပဲမရှာမိကြဘူးသူတို့ရဲ့တင်ပြင်းအမှုရာတွေဟာကြည်လင်းနေကြတယ်ချမ်းသာနေကြတယ်ဘာကြောင့်များပါလဲမြတ်စွာဘုရားလို့မြတ်စွာဘုရားရှင်ကိုဒုမျိုးကောင်းသားကမေးလျှောက်တော့မြတ်စွာဘုရားကဗာမိလေတင်လူဘုကြောင့်လေတင်တို့လူဘုကြောင့်လေတနေ့3ချိန်စားကြတယ်ကောင်းပြီဆိုတဲ့အိမ်ကြီးအိမ်ကောင်းတွေမှာနေထိုင်ကြတယ်ကာမဂုဏ်တွေကိုအလိုဆန္ဒရှိသမျှစွမ်းအားရှိသမျှရှာဖွေပြီးသုံးဆောင်ကြတယ်ဒါပေမဲ့မငြိမ်းချမ်းကြဘူးမချမ်းသာကြဘူးပူလောင်နေကြတယ်ပင်ပန်းနေကြတယ်စိုးရိမ်နေကြတယ်ငါဖျားရဲ့တပည့်သားယဟန်တော်တွေကတော့တနေ့ကိုတနတ်ပဲဖုံးကြတယ်တစ်ပင်ရင်းဒီဟူသောကြောင့်တဲဒီဟူသောကြောင့်လင်းဒီကောင်ဒီဟူသောကြောင့်စတဲ့ကြောင့်ဒီမှာနေထိုင်ကြတယ်ကာမဂုဏ်လည်းမခံစားကြဘူးသူတို့တွေဟာငြိမ်းချမ်းနေကြတယ်အေးချမ်းနေကြတယ်ဘာကြောင့်လဲဆိုရင်ငါဖျားရဲ့တပိသားတာဝကတွေကအတိတ်နဲ့မနေဘူးအနာဂတ်အတွက်လည်းမနေဘူးဘာပြောလဲဆိုရင်အဟောင်းအတွက်လည်းမနေဘူးအသစ်အတွက်လည်းမနေဘူးလို့ပြောတာမိမိတို့ဘာအတွက်နေချင်လဲနော်အဟောင်းနဲ့နေတယ်
အသစ်အတွက်နေကြတယ်အဟောင်းနဲ့မိမိတို့တွေအဟောင်းတွေကိုအသစ်ဖြစ်အောင်ပြန်လုပ်တယ်အသစ်အတွက်ပူပန်းနေကြတယ်နော်အတိတ်ကိုပြန်တွေးရင်မကျင်တတ်စရာတွေပဲတွေ့တယ်ဒေါသထွက်စရာတွေတွေ့တယ်ဘာဖြစ်လို့လဲအတိတ်တုန်းကကိုမှားခဲ့တာတွေလည်းရှိတယ်ကိုမှားခဲ့တာကိုတော့သိမမြင်ဘူးသူတို့ကကိုယ့်ကိုမကောင်းလုပ်ခဲ့တာတွေကိုတော့တနှုတ်နှုတ်ပြန်ဖြစ်တယ်မကျင်တတ်မှုတွေဒေါသတွေပူဆွေးတော့ကတွေရောက်ကြတယ်ဟုတ်တယ်နော်အဲ့ဒါဘာဖြစ်လို့လဲအဟောင်းနေနေလို့ဟုတ်ပြီလားအခုအသေးရောက်နေလားအဟောင်းရောက်နေလားပြစ္ဆုတ်ပံမှာလား